မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစရောကိုပါကျမ်းမာကြံ့ခိုင်ဖို့အတွက်ကျွန်တော်လင်းထိုက်ကကြိုးဆိုပါတယ်ဒီနေ့မှာတော့ပထမဆုံးပြမဲ့လေ့ကျင့်ခန်းက glue brick လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကခါနာတတ်တာပြီးတင်မကြက်သားတွေကိုတတ်မှစေပါတယ်ပလက်လန်ဒူးထောင်ပြီးခြေပွားတွေကိုကျမ်းမြမှာချထားပါခြေဖနှောင်းကိုအားပြုပြီးတင်မကိုအပေါ်သို့ဖြည်းဖြည်းချင်းကြွပါအပေါ်ဆုံးရောက်ရင်တင်မကြက်သားတွေကိုညှစ်ထားပါခါးကိုလွန်မင်းကောမတက်ပါစေနဲ့ဖြည်းဖြည်းချင်းပြန်ချပါ12ချိန်3ပတ်လုပ်ပြီးပါဒီလေ့ကျင့်ခန်းလုပ်ရင်ခန္ဓာကိုယ်ရဲ့တည်ငြိမ်မှုကိုသတိထားပြီးရှုမှတ်ပါနေ့စဉ်ပုံမှန်လုပ်ပေးခြင်းအပြင်စရောကိုပါကျမကြပါစေနောက်တစ်ပုဒ်မှာပြန်ဆောင်ကြပါလား